ချစ်တော်မိတ်ဆွေဘုရားသခင်နေတဲ့အရက်ကိုသိချင်မယ်လို့ထင်တယ်အဲဒီနေ့မှာနှုတ်ကပတ်တော်ကနေပေါ်ပြတဲ့ဘုရားသခင်နေတဲ့အရက်ပေါ့နော်ကျွန်တော်အနေနဲ့ဒီဟေရှာယ59ငယ်15ထဲမှာဘုရားသခင်ကိုယ်တိုင်ပြောခဲ့တဲ့သူဘယ်မှာနေလဲဆိုတဲ့နေရာလေးကိုကျွန်တော်ညွှန်ပြပေးချင်ပါတယ်အဲ့တော့ဒီမှာဆိုရင်အနန္တကာလတည်းဟူသောဘုံဗိမာန်၌စံတော်မူထသောအထွတ်မြတ်ဖြစ်တော်မူသောဘုရားမိန့်တော်မူသည်ကားတဲ့ငါသည်မြင့်မြတ်တန့်ရှင်းသောအရက်၌နေ၏ဘုရားသခင်ကဘယ်မှာနေလဲမြင့်မြတ်တန့်ရှင်းသောအရက်မှာနေတယ်နောက်သူနေတဲ့နေရာရှိသေးတယ်စိတ်နှိမ်ချသောသူနှင့်နှလုံးကြေကွဲသောသူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းကကြေကွဲနှိမ်ချသောစိတ်သဘောရှိသောသူတို့၌လည်းငါနေ၏ကြေကွဲပြီးတော့နှိမ်ချခြင်းရှိတဲ့သူတွေရဲ့စိတ်နှလုံးထဲမှာလည်းဘုရားသခင်နေတယ်တဲ့အဲ့တော့ချစ်တော်ညီကောင်မတော်ဘာလို့ဘုရားသခင်နေတဲ့နှိမ်ချတဲ့နှလုံးသားလေးတွေရှိတော်သူများဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကဘုရားကောင်းကြီးချပေးပါစေ